မလူကထိုက်တန်ရင်ဘုရားကထိုက်တန်ခြင်းဖြစ်ကိုပေးတဲ့ဘုရားဖြစ်တယ်ဆိုတော့လေမလူကိုသိစေတယ်နားလည်စေတယ်ဒီဘက်ခံစားစေတယ်ပေါ့နော်ဒီຢာတွေအားလုံးပဲဘုရားကိုသူလည်းချီးမွမ်းပါတယ်ကျွန်မနှုတ်ပတ်တော်လေးတစ်ပိုင်းဖတ်ချင်ပါတယ်စာလံကျမ်းခန်းကြီး25အငယ်7ကနေ73ထိပေါ့နော်ကျွန်မပဲဖတ်ပါမယ်ကျေသူသည်သာရဘုရားကိုကြောက်ရွံ့တယ်ထိုသူအားနှစ်သက်ဖွယ်သောလမ်းကိုပြညွှန်တော်မူပြီးထိုသူသည်ကိုယ်တိုင်ကောင်းမွန်စွာကျင့်မှု၍သူ၏အမျိုးနွယ်သည်လည်းပြီးတော်ကိုအဝေခံရလိမ့်မည်။ဒါလည်းဘုရားတော်အမှုချမ်းပေါင်းရှိပါစေ။ဒီမှာလေဥပိကတဲ့အပတ်ပေါ့နော်ဆရာပြန်လာတဲ့အပတ်ချင်းချင်းပဲသူမိုးတဲ့လောကဘတ်တော်ကိုကျွန်မတတိထားမိလိုက်တာပေါ့နော်။ဘာလဲဆိုဘုရားရဲ့ဖြစ်ခြင်းဆိုတဲ့အရာပေါ့နော်။ဘုရားရဲ့ဖြစ်ခြင်းဆိုတဲ့အရာထဲမှာကျွန်တော်တို့ကလူကြီးလေးတော့ဒီနေ့ထိပေါ့နော်ကျွန်တော်ယုံကြည်ခဲ့တယ်တက်ရှင်ခဲ့တယ်ဖြတ်တန်းခဲ့တယ်ဒါပေမဲ့ဘုရားရဲ့ဖြစ်ခြင်းဆိုတဲ့အရာကိုတတိထားမိလိုက်တဲ့အခါမှာရန်တုံလို့ပေါ့နော်ရန်တုံလို့ဘာလို့လဲဆိုဘုရားကအရန်ကြီးမြတ်တယ်နော်ချစ်ချင်းမြတ်တာလည်းရှိတယ်တလားချင်းကြီးနာလည်းရှိတယ်ပြီးကျေးဇူးပြုတယ်နော်ကျွန်တော်တို့ဘလောက်ပဲတိုင်းလိုက်နားလေလေမသိသိနော်ကျွန်တော်တို့ကလေးတွေကိုသဘောထားတယ်လို့ဘုရားကကျွန်တော်တို့အဲ့လိုသဘောထားတယ်နော်ကျွန်တော်တို့တက်တာလည်းမှာဘုရားကိုအလေးနဲ့မထားမိခဲ့တဲ့အရာတွေများရှိတယ်နော်မှန်တယ်လို့ဘုရားကလေအမတန်ကြောက်ဖို့ကောင်းတဲ့ဘုရားဖြစ်တယ်နော်ကြောက်ဖို့ကောင်းတယ်သူကကျွန်တော်တို့စိတ်လည်းရှိတယ်နော်ကျွန်တော်တို့မှားတဲ့အရာတွေထဲမှာလေဘုရားကလေနောက်တိုင်းလိုက်ခွင့်လို့တဲ့ဘုရားဖြစ်တယ်ကျွန်တော်တို့ကကျွန်တော်တို့လုပ်နေရတယ်ကိုလေဘုမန်လေဆိုတဲ့အထင်တွေနဲ့တွားနေတာဘုစိတ်နဲ့တွားနေတဲ့အတ္တတာအများကြီးရှိတယ်နော်ဒါပေမဲ့ဘုရားကကျွန်တော်တို့ရဲ့စိတ်သဘောထားတွေကိုနော်မနစ်တဲ့ရင်ဘုရားကနားလည်အောင်ကျွန်တော်တို့လမ်းပြတဲ့တုံးသိနေနော်တဲ့အဲ့ဒီအရာတွေထဲမှာနားလည်လာတဲ့သူတွေရှိတယ်လို့နားလည်သေးတဲ့သူတွေရှိနားလည်သေးတဲ့သူကလည်းသူ့ကိုအလင်းနဲ့ဖွင့်ပြခြင်းမခံရဘူး။ဘာလို့လဲဆိုတော့နှုတ်ပတ်တော်ကိုလေလူကနားမထောင်ဘူးဘုံမခံဘူးဆိုနှလုံးသားကဘာဖြစ်လာလဲမာကြောလာတဲ့အခါဘုရားရဲ့နှုတ်ပတ်တော်ဘုရားရဲ့ဗျာဒိတ်တော်ကိုကြားတော့မသိတော့နားမလည်တော့လက်မခံချင်တော့အဲ့ခါကျတော့ဝိညာဉ်တော်ကကိုဥပဆောင်တော့ဟောကျွန်တော်ကကိုဒီကိုတာကိုစံတာကိုတွေးသားနေအသက်ရှင်နေအဲ့ခါကျတော့ဘုရားကဘာဖြစ်လဲဆိုတော့သူကြီးမြတ်ကြောင်းကိုကျွန်တော်တို့ကနော်ကြီးမြတ်ကြောင်းဘုရားတရားငါထာဝရဘုရားဖြစ်ကြောင်းသိရမယ်လို့ဘုရားရဲ့လုပ်ဖက်တော်ကလည်းပြောတယ်ပေါ့နော်အဲ့ဒါကြောင့်ဘုရားကလည်းမသိသေးသိအောင်လို့တနည်းနည်းနဲ့ကျွန်တော်တို့တော်တယ်နဲ့ပေါ်ပြရတယ်မှပြရတယ်နော်အဲ့ဒီအရာတွေကျွန်တော်များကြီးသိချင်တယ်နော်ကိုလုပ်ခဲ့တဲ့အရာတွေကိုအသက်ရှင်ခဲ့တဲ့အရာတွေထဲမှာဘုရားကကျွန်တော်တို့ကြောင့်နှလုံးသားပေးလို့ပြောတာနော်သူ့ရဲ့တာနှလုံးသားကိုပေးချင်တာဘာလို့လဲသူ့နှလုံးသားနဲ့အသက်ရှင်တဲ့ခါနော်ဘုံပြင်ရှားတယ်သူတစ်ပါးအတွက်ပြီးဆောင်စရာဖြစ်တယ်သူတစ်ပါးအတွက်ခွန်အားဖြစ်စေတယ်နော်အဲ့ဒီလိုပေါ့နော်ကိုယ်သက်ရှင်ခြင်းနဲ့မှာဘုရားကအသက်ရှင်လာတဲ့အရာဖြစ်တဲ့အတွက်ကြောင့်ဘုရားရဲ့ဘုံကထင်ရှားစေတယ်နော်ဘုရားရဲ့နှုတ်ပတ်တော်နဲ့အသက်ရှင်တဲ့ခါမှာလည်းကိုယ်ကဂုဏ်ရှာစရာလို့တော့ကိုယ်ထဲမှာဘုရားကဘုံဆိုတဲ့အရာကိုပေါ့နော်ကျမတို့ကိုထည့်ပေးလာဒါကြောင့်ဘာပဲဘုရားဘုံရှိပြီဆိုဘာပဲစားဘာပဲဘလူပဲနေနော်သူ့ရဲ့ထဲမှာဘုရားရဲ့အလင်းနဲ့ဘုံကထုံးတောက်ဒါကြောင့်ကျမတို့ရဲ့အသက်တာမှာဘုရားကိုပဲရှာလို့ဘုရားကိုကြောက်ဖို့လိုတယ်ဘုရားစကားနဲ့အသက်ရှင်ဖို့နော်စကားဆိုတာလူရဲ့စကားတွေကြတော့ကိုယ့်ကိုဘာဖြစ်လဲဆိုတော့ဘုရားစိတ်နဲ့ထိတွေ့အောင်ပေါ့နော်အသက်ရှင်စေတဲ့စကားကိုလောကတွေကထွက်လာတဲ့စကားတွေကစိတ်သက်စရာကောင်းတယ်နားကျင်စရာကောင်းတယ်ကိုယ့်အတွက်ခံစားချက်တွေဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဘုရားရဲ့စကားကြတော့ကျွန်တော်တို့ဝမ်းမြောက်ရတယ်ညီသက်ရတယ်လူမြောက်ရတယ်အောင်မြင်ရတယ်ပေါ့နော်ဒီဘုရားရဲ့ဖြစ်ခြင်းတွေမှာနော်ဘုရားရဲ့ဖြစ်ခြင်းကိုကိုယ်ကလေအဲ့လိုသဘောပေါက်နားလည်ပါတော့ကိုယ့်ကိုယ်ကို
လည်းအများကြီးကိုမြင်မိတယ်ပေါ့နော်အပြီးလို့လေဆိုဘုရားအလိုတော်နဲ့မညီတဲ့အသက်ရှင်နေတာဘုရားလုံးဝမကြက်ဘူးဆိုဒါနဲ့တစ်ချိန်လုံးကောင်းအောင်အသက်ရှင်နေနိုင်လားဆိုတော့မနေနိုင်ဘာလို့လဲဆိုလူကဇာတိသွေးသားနဲ့ရှင်တဲ့ခါကြတော့နော်ဘာကြဇာတိအသွေးသားပဲကိုလှည့်နဲ့သွားတဲ့ခါရှိဒါကြောင့်ဒီလိုလှည့်သွားရင်လည်းအိုးငါလှည့်သွားတာမှမှားနေတာပဲနော်ငါရဲ့ဇာတိအသွေးသားကဘုရားရဲ့နိုင်ငံတော်ကိုအမွေမခံရဘူးဆိုတော့သိစီနော်ဒါကြောင့်ဒီမှာဘုရားကလည်းခုနပြောထားတယ်ပေါ့နော်ထာဝရဘုရားကိုကြောက်ရွံ့တော်သူပါတဲ့ဗျာပြည့်သက်ဖွယ်တော်လမ်းကိုပြမယ်နော်ဘုရားကိုကြောက်ရွံ့ပြီးအသက်ရှင်တဲ့သူကဘုရားပြည့်သက်တဲ့လမ်းကိုပြမယ်ကိုလမ်းတော့ရှောက်ရမယ်တခါကျလမ်းပါတဲ့လမ်းလွဲတဲ့လမ်းချော်တော့ဒီလိုတွေရှိတယ်ပေါ့နော်ဒါကြောင့်ဘုရားကပြည့်သက်ဖွယ်တော်လမ်းကိုပြနေတယ်ပြီးရင်သူကကိုယ်တိုင်ကောင်းမွန်စွာကျင့်လို့နော်ဘုရားရဲ့လက်တော်အောက်မှာကျမတို့ဒီကဆောင်နေရတာဖြစ်တယ်နော်ရေတက်ခြင်းဝမ်းမြောက်ခြင်းဆိုတာဘုရားထဲမှာဘုရားရဲ့အုပ်စိုးခြင်းထဲမှာရှိဆိုရင်မငြိမ်သက်နိုင်ဘူးနော်ဒီမှာဥပ္ပံခြင်းဝေဒနာထဲမှာပဲတွားတတ်တာဖြစ်တယ်ပြီးတော့ဘာဖြစ်လဲဆိုသူ၏အမျိုးတွေဒီလေတဲ့ပြီးတော့ဝေခံရတယ်သူ၏အမျိုးတွေကြောင်းရွံ့တော်သူတွေရဲ့နော်အမျိုးအနွယ်ကဘာဖြစ်လဲအမွေခံရလိမ့်မယ်နော်အမွေဆိုတာလူချင်တိုင်းမရဘူးနော်ဘုရားစိတ်တော်နဲ့တွေ့ပြီးရင်ကိုယ်စိတ်နဲ့အသက်ရှင်နေကြတော့ဘုရားရဲ့နိုင်ငံတော်တွေဝင်ရတာပေါ့တချို့ကယုံကြည်ပြီးဆိုတော့နိုင်ငံတော်တွေဝင်ရမှာမဖြစ်ယုံကြည်ရင်တော့ကဲပြီးချင်းတော့ရနိုင်ငံတော်တွေတော့အမွေကဘယ်လိုဘုရားစကားနဲ့အသက်ရှင်တာအမွေဆိုတာရနော်အဲ့ဒီအမွေကိုရဖို့နိုင်ငံတော်တွေဝင်ဖို့နော်ကျမတို့ကဘုရားအလိုတော်နဲ့နော်အသက်ရှင်တဲ့အခါဝင်ရမယ်အလိုတော်ထဲမှာမရှိဘူးဆိုရင်ဘာဖြစ်လဲဆိုတော့ကျမတို့အဲ့နိုင်ငံတော်ဝင်တဲ့တကားမှာငိုကြွေးခြင်းအံသွားခဲ့ခြင်းအရက်ဆိုတဲ့အရာကိုပဲကျမတို့ကဥတည်သွားတာဖြစ်တယ်နော်ဒါကြောင့်လောကမှာလူတွေကပုဂ္ဂိုလ်လေးထင်တာနော်ကိုယ်စိတ်နဲ့ကိုယ်အထင်နဲ့သွားနေဆရာအဲ့ဒီရောတော့ကိုယ်အထင်နဲ့အသက်ရှင်နေကြတာကိုယ်စိတ်နဲ့သွားနေတာဒီຢာလေးကိုတတိထားပြီးတော့မှန်လဲမှန်ပါလေကျမတို့ကကိုယ်စိတ်နဲ့သွားကိုယ်အင်းသားတတ်မဲ့တာနဲ့သွားနေအဲ့ဒီဘော်ဒီမှာကိုရက်ပြီးလိုက်တဲ့အခါမှာမသိတော့ဘူးလားဆိုတယ်နော်လောကကလည်းမားတဲ့ခရစ်တော်နော်ဆရာပြောခဲ့တယ်ခရစ်တော်လောကကလည်းမာတေခံတဲ့အခါမှာတုံးပေါ်မှာတင်းပြီးတော့မှရက်နေလို့ဆိုတော့မသိနိုင်ဘူးနော်အဲ့ဒီအခုကမရှိရက်စရာရက်ကိုရက်ကြည့်တဲ့အရာပေါ်မှာမရှိလို့ရှိရင်ငါဆိုတဲ့အရာသိသွားတယ်ပေါ့နော်အဲ့ဒါကြောင့်ကျမတို့ရဲ့အသက်တာမှာငါဆိုတဲ့အရာသိဖို့ဆိုတာလူတွေကမသိချင်ဘူးစိတ်ကတော့သိချင်တယ်တကယ်တမ်းဖြစ်လာမသိချင်ဘူးနော်ငါဆိုတဲ့အရာကိုပတ်သားတယ်အဲ့တော့ကျမတို့ကိုဒီလောက်ဘက်တော်ဒီနဲ့အဲ့ဒီဘုရားရဲ့ဖြစ်ခြင်းနော်ဘုရားရဲ့ဖြစ်ခြင်းအဖြစ်ကျမတို့ကိုကျမအသက်တာမှာပေါ့နော်ဆင်ခြင်ပြီးတယ်ဘုရားရဲ့တတိပေးခြင်းကိုခံရတယ်ဘုရားကိုလည်းပေါ့နော်မမြင်ရပေမဲ့ကြောက်ရွံ့တဲ့စိတ်ပေါ့နော်ဘုရားကရှိနေတယ်နော်တရားကြီးရတယ်အားလုံးဟာဘုရားရဲ့တော်တည်ခြင်းလမ်းပြခြင်းဖြစ်တယ်ကျမတို့အမွေခံစားစီပေါ့နော်ဘုရားကြီးရွေးနှုတ်ထားတာကဲတင်ထားတာကျမတို့ကဲတင်ခြင်းတစ်ခုလည်းအမွေမှာခံရတယ်နော်ဘုရားကအလိုရှိတာဖြစ်တယ်ဒါကြောင့်ကျမတို့ဒီအမွေကိုခံစားနိုင်ဖို့ရဘုရားစကားနဲ့ရောက်စီတာနဲ့အသက်ရှင်နိုင်ကိုရအတွက်အပိချနာလည်းဖြစ်ပါတယ်အလုပ်ကိုပြတ်ကောင်းချီးပါစေ